ဒီမိန်းကလေးနဲ့သူ့ရဲ့အမဖြစ်သူတို့ကတရက်ထဲမှာပဲလက်ထပ်ထည့်ကြတာပါအမဖြစ်သူကိုလာကြိုတာကတော့ luxury အကောင်းစားကြီးချီပြီးညီမလေးရဲ့တော့ကတော့စုပ်ပြတ်တက်နေတဲ့ဗန်ကားလေးတစ်စီးပဲရောက်လာခဲ့ပါတယ်အမဖြစ်သူကလည်းညီမလေးကိုစင်ရဲတဲ့သူနဲ့ပဲညားဖို့ထိုက်တန်တယ်ဆိုပြီးလောင်ပြောင်ခဲ့ပါသေးတယ်အဲ့ဒီနောက်မှာတော့အမဖြစ်သူကအောင်တိုင်သူတယောက်လိုမျိုး luxury ကားကြီးပေါ်ကိုတက်သွားခဲ့ပြီမြင်ညီမလေးရဲ့ခမင်းကတကယ်တော့အတိုင်းအစာမရှိချမ်းသာတဲ့သူဆိုတာကိုတော့သူလုံးဝမသိခဲ့ရှာပါဘူးဒီမိန်းကလေးခမင်းဖြစ်သူရဲ့အိမ်ကိုရောက်တဲ့အခါမှာတော့သူ့ရဲ့ရောက်ခမကခန်းနာထဲဝါတဲ့သမင်းဝိုင်းကြီးနဲ့ကြိုဆိုခဲ့ပါတယ်ဒါပေမဲ့သူတတိထားမိလိုက်တာကသူတို့တုံးနေတဲ့သမင်းစားတူတွေကငွေစစ်စစ်နဲ့လှုပ်ထားတာဖြစ်ပြီးဟင်းလျာတွေကလည်းမီချလင်ရက်စတော်ရန့်တွေကနာမည်ကြီးဟင်းလျာတွေဖြစ်နေတာပါပဲအဲ့ဒီအချိန်မှာပဲငါးရောင်းရာကနေပြန်လာတဲ့ခမင်းသူကငါးကြီးခွင်တွေပေးချင်နေတဲ့လက်ဆောင်တစ်ခုကိုထုတ်ပြီးဇနီးတွေကိုပေးလိုက်ပါတယ်ဒီမိန်းကလေးကတော့ငါးကြောက်ပဲဖြစ်မှာပါလို့ထင်ခဲ့ပေမဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရွှေတုံးတွေအပြည့်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူလည်းအညံ့အန်အောသွားပြီးပတ်စံအဟောင်းသားနဲ့ဘာစကားမှတော့မပြောနိုင်တော့ပါဘူးခမင်းဖြစ်သူကတော့သူ့ဇနီးကဒီလက်ဆောင်ကိုမကြိုက်ဘူးလို့ထင်သွားပြီးနောက်ထပ်တတလုံးကိုထပ်ပေးလိုက်ပါတယ်မထင်မှတ်ထားတာကအဲ့ဒီတတထဲမှာတော့တန်ဖိုးကြီးဒိုင်းမွန်းစိန်တွေအပြည့်ဖြစ်နေတာပါပဲဒီမိန်းကလေးလည်းညှဉ်းတက်သွားရပြန်ပါတယ်ခမင်းဖြစ်သူကတော့ဇနီးတွေကစိတ်မတိုင်းမကြသေးဘူးလို့ထင်နေတော့မို့နောက်ဖဲခြံတွေကိုခေါ်သွားခဲ့ပါတယ်ခြံရဲ့နောက်ပြန်မှာတော့တောင်တန်းကြီး10လုံးလောက်ရှိနေတာပါခမင်းဖြစ်သူကအဲ့ဒီတောင်တွေပေါ်မှာမွေးမြူရေးခြံပေါင်း1000ကျော်ရှိပြီးအဲ့ဒါတွေအားလုံးကိုဇနီးတွေကိုပေးချင်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ American Dollar တန်း300ရှိတဲ့ဘဏ်ကတ်တကူကိုပါထုတ်ပေးလိုက်မှာပဲဒီမိန်းကလေးဟာသူ့ခမင်းကတကယ်ကိုအရှိန်အဝါကြီးတဲ့တတိကြီးတစ်ယောက်ဆိုတာကိုသိသွားခဲ့ပါတော့တယ်ဒါပေမဲ့အမဖြစ်သူရဲ့ကံကြမ္မာကတော့အဲ့ဒါလောက်မလှပပါဘူးသူကတတိအတိုင်းဝိုင်းတဲ့ကိုရောက်သွားခဲ့ပြီမဲ့နေတိုင်းရုပ်ခမဖြစ်သူကိုအိမ်ဖော်တယောက်လိုမျိုးပြုစုလှုပ်ကြွေးနေကြရတာပါအမယွန်းလေးတစ်ခုခုရှိတာနဲ့ရုပ်ခမရဲ့ဆဲဆိုရိုက်နေတာကိုခံရပြီမဲ့တတိကလို့ဆိုတဲ့ဂုံပုတ်ကိုမစွန့်လွတ်နိုင်တာကြောင့်ပဲဒေါသတွေကိုမျိုးသိပ်ပြီးဒီခံနေကြရတာပါညီမလေးကတော့အတိုင်းအစာမရှိချမ်းသာသွားခဲ့ပြီမဲ့အစားအသောက်ပို့တဲ့ delivery ဝန်ထမ်းအဖြစ်ပဲစက်တီအလုပ်လုပ်နေခဲ့ပါတယ်တရက်မှာတော့ခမင်းဖြစ်သူကသူ့ကိုပွဲတစ်ခုတက်ဖို့ခေါ်တယ်ပြီးအဲ့ဒီပွဲမှာအမဖြစ်သူနဲ့စုံခဲ့ပါတယ်ညီမလေးရဲ့ delivery ဝတ်စုံကိုမြင်လိုက်တာနဲ့အမဖြစ်သူကဝိုင်းနေညက်ပက်ပြီးညှိလိုက်ပါတော့တယ်ဒီလိုအစင်မင်းတဲ့နေရာကိုလာဖို့မထိုက်တန်ဘူးလို့လည်းလှောင်ပြောင်ခဲ့ပါသေးတယ်အဲ့ဒီနောက်မှာတော့အမဖြစ်သူကသူ့ရဲ့လဲဆွဲပျောက်သွားတယ်ဆိုပြီးတမန်တက်တက်လုကန်ကြိုင်ပြောဆိုခဲ့ပါတယ်ညီမလေးကိုခိုးပါတယ်ဆိုတာတော့ဆွဆွဲနေတာပါလုံခြုံရေးတွေကိုခေါ်ပြီးရှာဖွေခိုင်းလိုက်တဲ့အခါမှာတော့တကယ်ပဲညီမလေးစီကနေဒိုင်းမွန်လဲဆွဲတကုံကိုတွေ့လိုက်ရပါတယ်ဒီမိန်းကလေးကိုရဲလက်အပ်တော်မဲ့အချိန်မှာပဲသူ့ရဲ့ခမင်းကရောက်လာခဲ့ပါတယ်ခမင်းဖြစ်သူကရှင်းပြဖို့တောင်အချိန်မရလိုက်ခင်မှာပဲအမဖြစ်သူကဒီလူဟာလဲကြံရပါပဲလို့ပြောလိုက်တာကြောင့်ခမင်းဖြစ်သူကဖမ်းဆီးခြင်းခံလိုက်ရပါတယ်ကံကောင်းခြင်းတော့အချိန်မီရောက်လာတဲ့လက်ထောက်ဖြစ်သူကလူကုန်တန်ကြီးတက်တဲ့အမဖြစ်သူကိုပြင်းပြင်းထန်ထန်ပြန်ပြီးဆုံးမပေးခဲ့ပါတယ်နောက်ဆုံးမှာတော့ခမင်းဖြစ်သူကဇနီးတဲ့ရဲ့လက်ကိုဆွဲပြီးစင်ပေါ်ကိုတက်သွားခဲ့ပါတယ်တကယ်တော့ဒီပွဲဟာခမင်းဖြစ်သူကသူ့ဇနီးလေးအသက်တမန်ရည်ရွယ်ပြီးကျင်းပပေးခဲ့တဲ့ပွဲတစ်ခုဖြစ်နေတာပါသူဟာဘသူပဲဝါထိတယ်ဆိုတာကိုလူတိုင်းသိအောင်ကြေညာလိုက်ပြီးသူ့ဘေးနားမှာရှိတဲ့မိန်းကလေးဟာသူ့ဇနီးတဲ့ဖြစ်ကြောင်းကိုပါတရားဝင်ပြောချလိုက်ပါတော့တယ်